တင်းအိမ်ရှိတကားဝမှာတစ်ကြံပိုးခေါမောင်ဖြူးဖို့ပါတလားအကယ်၍တင်းတခါမှမလုပ်ဘူးသေးဘူးဆိုရင်တော့လူအများတတိမထားမိကြတဲ့အလွန်အစွမ်းထက်တဲ့နီလန်းကောင်းတစ်ခုကိုလက်လွတ်နေတာထင်နိုင်ပါတယ်တစ်ကြံပိုးခေါခါဟင်းခတ်အမွေးကြိုင်တစ်ခုထက်ပိုးပါတယ်ဒါဟာတန့်စင်ခြင်းဆွဲဆောင်ခြင်းနဲ့ပြောင်းလဲခြင်းတို့အတွက်မြင့်မြတ်တဲ့အရာတစ်ခုထိရာစုနှစ်ပေါင်းများစွာကလေးပါတန်ဖိုးထားခြင်းခံခဲ့ရတာပါတင်းအိမ်တကားဝါမှာတစ်ကြံပိုးခေါကိုထားရှိခြင်းအထိရနံမွေးယုံတာမကပဲကျွဲဝချမ်းသာမှုကိုဖိတ်ခေါ်ပြီးမကောင်းတဲ့စွမ်းအိမ်တွေကိုဖယ်ရှားကာဘဝအတွက်အခွင့်အလမ်းတစ်တွေကိုဖွင့်လှစ်ပေးမဲ့ဆွဲငင်အားတစ်ခုကိုဖန်တီးလိုက်တာပဲဖြစ်ပါတယ်။၁ကံကောင်းခြင်းဆောင်တဲ့အိမ်ငယ်လေးပြုလုပ်နည်းပလတ်စတစ်လက်အိတ်တစ်ခုရဲ့လက်ချောင်းတစ်ချောင်းကိုကတ်ကြီးနဲ့ဖြည့်ယူပါ။အဲဒီလက်ချောင်းပုံစံအိမ်ငယ်တွေကိုတစ်ကြံပိုးခေါမှုံအနှဲငယ်ထည့်ပါပြီးရင်အမှုန့်တွေမထွက်အောင်အပေါ်ကနေကြက်ကြက်လေးစီးထားလိုက်ပါဒီအဆောင်လက်ဖွဲ့လေးကိုတင်းရဲ့ပိုက်ဆံအိတ်လက်ကင်အိတ်အန်ဆွဲဒါမှမဟုတ်ကားရဲ့ရှေ့အကန့်စဲမှာထည့်ထားပါတစ်ကြံပိုးခေါဟာစီးစံဥစ္စာကံကောင်းခြင်းနဲ့အခွင့်လန်းတွေကိုတိတ်တဆိတ်ဆွဲဆောင်ပေးမဲ့မိတ်ဆွေကောင်းတစ်ယောက်လိုကူညီပေးပါလိမ့်မယ်နှစ်အကာအကွယ်နဲ့အောင်မြင်မှုအတွက်ပလင်းကြီးဘူးတစ်ခုထဲမှာတစ်ကြံပိုးခေါမှုန်ကိုအောက်ချေအပြည့်ဖြူလိုက်ပါပြီးရင်ကြက်သွန်ဖြူ၄ဓာတ်ကိုတောင်း၄တောင်မှာတဒတ်စီချထားပါအလဲမှာကော်ဖီရွက်ရွက်ကိုမတ်မတ်လေးထောင်ထားပါကြက်သွန်ဖြူကာကွယ်ပေးပြီးတန့်ကျင်စေတယ်ကော်ဖီရွက်ရှင်းလင်းပြတ်သားမှုအောင်မြင်မှုနဲ့အတိအမှတ်ပြုခံရမှုကိုဆောင်ကျဉ်ပေးတယ်တစ်ကြံပိုးခေါစွမ်းအင်တွေကိုမြင့်တင်ပေးပြီးတင်းရဲ့ရည်မှန်းချက်တွေကိုမြ мян ဆန်းဆန်းအကောင့်ထဲပေါ်စေတယ်နေအိမ်ရဲ့စွမ်းအင်ကိုမြင့်တင်ခြင်းတင်းအိမ်ရဲ့စွမ်းအင်တစ်ခုလုံးကိုပလောင်လဲပစ်ချင်တယ်ဆိုရင်တော့ခွက်တစ်ခုထဲမှာစာကျန်းတွေကိုထည့်ပါပြီးရင်တင်းနှစ်သက်တဲ့ရနံ့ရှိတဲ့အဝတ်ပြော့စီအဖုံးတစ်ဖုံးစာလောက်ထည့်လိုက်ပါအိမ်ကိုစောင့်ရှောက်ပေးဖို့လေးညွှန်းပွန်းအနှဲငယ်ထည့်ပါနောက်ဆုံးမှာတစ်ကြံပိုးခေါအချောင်းတစ်ချောင်းကိုအလဲမှာမတ်မတ်လီထောင်တီးထည့်ပါအဲ့ဒီတစ်ကြံပိုးခေါချောင်းကြီးကိုမီးတောက်အောင်မဟုတ်ပေအငွေ့လေးထွက်လာအောင်ခပ်ဖော့ဖော့လေးမီးညီပေးပါဒီအငွေတွေဟာရနံမွေးယုံတာမကပဲသိအိမ်ထဲကမကောင်းတဲ့စွမ်းအင်တွေကိုဖယ်ရှားပေးပြီးစိတ်နှလုံးကိုငြိမ်းချမ်းစေပါတယ်။ဒါဟာမေတ္တာတာယာဝပြော်မှုနဲ့တဟာဇထိမှုတို့အတွက်လမ်းကြောင်းဖွင့်လိုက်တာပဲဖြစ်ပါတယ်။ဒီနီးလန်းလေးတွေကိုစမ်းသပ်ကြည့်ဖို့စိတ်ကူးရှိသလား။အိမ်မှာအလွယ်တကူရှိတဲ့ပစ္စည်းလေးတွေနဲ့စမ်းသပ်ကြည့်ပြီးထူးခြားမှုရှိမရှိကျွန်ုပ်ကိုပြန်